လေးတို့အိမ်လို့ဒီတိုင်းကိုလူမနေဘဲနဲ့ကိုပြစ်ထားပြစ်တာတော့ အဲ့လိုဖြစ်သွားတယ်မမရဲ့ မောင်မဲနဲ့ပဲမီတာရှိတယ်မဟုတ်လား ရှိတယ်ဟိုမိတ်တင်လိုက်ခက်ခက်ခက်ကအမွေဆိုင်တော့လေအရှုပ်ရှင်းကိစ္စတွေရှင်းနေနည်းနည်းကြားတယ်လို့ဖြစ်သွားတာမမရဲ့ အရှုပ်ရှင်းစမှာစာရွက်စာတမ်းတော့ရှင်းတယ်နော် အဲ့တော့စိတ်ချအမကန်နဲ့မောင်မနဲ့တဲ့ရှင်းထားတာ ငါအဲ့ဟာတော့ကြောက်တယ်ပွဲစားဆိုပေမဲ့လေသိ ဘာ လား မှမရှိတော့ဘူးပြီးသွားပြီပေါ့ အိမ်ကလေလုံးဝအကျန်းတယ်နော်မနဲ့ကိုပြင်ယူရမှာတော့ အဲ့တော့ဒီလည်းမပြေရပါဘူးမမရဲ့စိလေးပါလေးတုတ်လိုက်ရွှိုင်းလိုက်ရပါပြီနော်ရတာ မထင်တဲ့အိမ်ထဲဝင်တဲ့ပတ်စာစီမှပြန်မထွက်ဘူးနင်တို့ဟာဟောတက်ကြီးဟဲ့အခန်းမရှိပါမရှိစားလို့လည်းမရရောင်းစားလို့လည်းမဖြစ်တဲ့အနေထား ထပ်ခုလည်းရှိပါတယ် ထပ်ခိုးဆိုမှအဲ့ထပ်ခိုးကပြက်သနာနော်ခေါင်းမိုးနေကတ်နေတာဟဲ့နွေရာသီမပြောနဲ့ဆောင်းတွင်းတော့မှအဲ့လေကားဖြစ်ပေါ်တာမတက်နိုင်ဘူးဘာလဲလဲဘာလဲထပ်ခိုးမြန်ကဆန်ကုန်ခံပြီးလုပ်နေတဲ့နေတော့မြန်ဟဲ့ဘလို့စိတ်ကူးနဲ့ အမွေဆိုင်အိမ်ဆိုတော့ပါလာပြီးသားမို့ အေးနှမျိုးတာဟဲ့ထပ်ခိုးလုံးမဲ့စားဟဲ့နှစ်ထပ်ပြင်းတစ်ထပ်နော် ဟို68လမ်းမိုက်နဲ့လည်းကြောက်ကက်ကြတယ်လေမမရဲ့ဟိုလမ်းမိုက်နဲ့နီးတာဟို အဲ့ဒီကြောကပြက်သနာနင်တို့ကအဲ့ကြောကဆိုတာလမ်းညွန်ရခတ်တယ်တည်မလားဘယ်လမ်းကြားလဲမဟုတ်ကြောကပြက်အကြနေဟဲ့အိမ်ဒီဖက်လက်ထားနေရထားရိုက်ထိုးနေငါတဲ့သူလည်းမကြိုက်ဝယ်တဲ့သူလည်းမကြိုက်နင်တို့အိမ်ရဟဲ့ငါလေးနင်တို့စဉ်းစားလိုက်ပါဦးနင်တို့လင်မယားကြားခဏနေငါပြောမောင်နှမအရင်အမအပွဲစားလုပ်နေဝယ်ရောင်းလုပ်နေဆိုအာနာနဲ့ငါညီမရဲ့စဉ်းစား ဘူးတော့ ဟဲ့ယောက်ျားသဘောပါ အော်စဉ်းစားမိပါမမရဲ့မမကောင်းလို့တာအကြည့်စီစဉ်လိုက်တော့ အေးနင်တို့လဲဟိုတိုက်ဆောက်နေဆိုပတ်စံလုံးမငါတီးတယ်ငါလည်းဟေ့ဒီနေရာကဒီလိုအိမ်အကျန်းတယ်ဟဲ့ငါစားအောင်တော့ငါအကောင်လုံးကိုပြန်ထဲမှာအိမ်တစ်လုံးကြီးပါဆောက်တဲ့အတိုင်းပဲဟုတ်ပါသစ္စာအောင်နော် ရတယ်မမယူလိုက်တော့ အေးချိလိုက်ပါဦးမအေး ယောက်ျားရှင်းမပွဲစားနော်ဈေးပြနဲ့လုံးထင်လား နဲတော့မနဲတော့ပါဘူးပြီးတော့မောင်နှမအရင်ကြီးဆိုတာလည်းသူမရိုက်တော့ပါဘူးကွာငါတို့လည်းပတ်စံလုံးနေရမှာလားဟိုတခြားကနေဆွဲမှဆိုရင်လည်းဟိုအတိုးနဲ့ဗာနဲ့အလုပ်တွေရှုံနေကွာဟိုကိုမစီကိုရောင်းထားတော့အဆင်ပြေတဲ့ချိန်ရောက်တော့သူ့စီကအချိန်လေးပြန်လာလို့ရတယ်ပေါ့ ဒီပါ အင်းကအခုလိုဆေးတော့လိုက်တော့လေလုံးဝအစ်စ်တိုင်းပဲနော် ပပရောင်းပြရနှမျိုးရအမ ကဲ အမဟာဒီအင်္ဂါလာမသိဘူးရှင် အော်မဟုတ်ဘူးအမတို့အပိုင်ဝယ်လိုက်တာလေမနေ့ကမှပြောင်းလာတာ ။အော်ဝယ်လိုက်တာလား။ရှယ်မရောင်းလာတော့မပြောဘူးတော့။ဟာကျမတို့ကဒီအိမ်ရဲ့အရင်အိမ်ပိုင်ရှင်နေလေ ဟိုး ။သူ့အမကိုရောင်းလိုက်တာ ဟုတ်ကဲ့ ။ဒါနဲ့အမဘယ်လောက်နဲ့ဝယ်လိုက်တာလဲရှင် အော်အိမ်ဝယ်လိုက်တာ2500လောက်တော့ကြာပါတယ် 1500 ဟုတ်တယ်အမမျိုးသားနဲ့အမနဲ့ကလေခုမှမန္တလေးကိုပြောင်းလာတာအားနဲ့မြေကွက်လေးရှာပြီးတော့စိတ်ချက်အိမ်လေးဆောက်ပြီးနေမယ်ပေါ့ရှိုင်းနဲ့မှဒီအိမ်လို့တွေ့တာအိမ်ကအဖြူအောင်လေးဆိုချစ်စရာလေးလေအားနဲ့အမျိုးသားကလည်းတဲလေးကြိုက်ရင် use ဆိုတာနဲ့အမကိုဝယ်လိုက်တာအော်အမျိုးသားနဲ့မိတ်ဆက်ပေးရမှာခဏလေးနော်မောင်ကြီးဒီမှာအဲ့နယ်တွေရောက်နေတယ်ဟဲ့ဘယ်ထွက်တော့ ရောင်းမေးစီဆိုရဲမိမိုက်ချွတ်လာတယ်လမ်းမဟုတ် အော်ဘသူများလဲလို့အလေးမောင်လေးလာလေးဟုတ်ပါဗျာခမည်းမအရင်ခောက်ကြည့်ပါတပည့်ရဲမယ်ရဲမွေးလာတယ်ခမည်းမအရင်ခောက်ကြည့်နော်ကျုပ်တို့တော့ဗျာကျုံမိုင်းဆိုပြီးတော့ယုံကြည်လဲအောက်ကူလဲခမည်းမလို့ရတယ် ကျဲကြီးတွေချက်မပြောပါနဲ့မောင်လေးတောက်လာလက်အထက် ခမည်းကျုပ်ကိုမထိနဲ့ လား ခမည်းကျုပ်စီကနေအိမ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့1500နဲ့ဈေးနှိမ်ပြီးတော့ဝယ်သွားတဲ့အိမ်ကို2500နဲ့ရောင်းလိုက်တာမတိလိုက်ရပါလား ပြောတာတော့မဟုတ်တာလာအမပြပြမယ်မလေးအဲ့လိုမပေါ့ငါမောင်ရဲ့လာအမပြပြမယ်လာဝယ်လက်ကတော့1500ပဲပေးနေတာ1500တော့မရဘူးလေမဘုတ်ကလည်းကျမဝယ်ထားကို1500သိနေရကိုပြောပေါ့ပွဲကားရမယ်ဟာကိုရအောင်ပြောလေ1800လောက် ပွဲကမရဘူးထိုးဘက်ကလည်းငါအမျိုးတွေငါ့ကိုမပေးဘူးနင်ပေးတဲ့လောက်ပဲငါပေးမှာ အတော့တမ်းပါတယ်လမ်းလဲတာပါတယ်အိမ်ကလည်းလုံးဝအကောင်တက်နေုံပဲဘုတ်ကလည်း ဒါပေမဲ့နေ့အိမ်ကဆေးတုပ်အောင်မှပြင်အောင်မှနဲ့သူတို့ကပြင်2000နီးပါးလောက်ကြာသွားမှာဆိုတော့သူတို့က1500ပဲပေးချင်နေတာ အတော့ 1600နဲ့ဆိုရင်တော့နင်ရောင်းလိုက်တော့ငါ့ကိုပွဲကလေးနည်းနည်းပါးပါးပေးငါရအောင်ပြောပေးမယ် တော်ပါပြီမဘုတ်ရဲ့ငါလည်းပွဲစားဝယ်ရောက်ကွနဲ့ကိုပဲရောင်းတော့မယ်ဒီဈေးတော့ရောင်းမနေတော့ အေးငါပြောလိုက်မယ်မိုးရေ ဟဲ့ ဝမ်းတာစရာပဲ1900ပေးမယ်တဲ့ မရောင်းဟဲ့
လား ဟုတ်တယ်မြင်တဲ့အတိုင်းပဲ ဆေးတုပ်လိုက်တော့လဲအစ်ကြီးကြာနာပဲ အစ်စ်ပဲဟိုအစကတည်းက ဆေးတုပ်တာများမပြောဘူးငါမှအသိဆိုင်ရှိတယ်အောင်သစ်လွင်နဲ့ငါလိုက်ပို့ပေးတာပေါ့ငါပြောရင်ဈေးသက်တာတယ် အဲ့အောင်သစ်လွင်ကပဲဝယ်တုတ်တာပဲအမျိုးတွေသူ့ဖေနဲ့ငါတို့နဲ့ အော်ဒါနဲ့ဒီမဲ့ဝမ်းသာစရာပြောရအောင်မဲအိမ်ကို1800ပေးနေတယ် ရောင်းလို့ပြောလိုက်ကြိုက်သေးရမှာရောင်းမလည်းပတ်စံမတရားလို့အိမ်ကလည်းရောင်းမထွက်ဈေးကလည်းမတရားနိုင်နိုင်အဲ့နဲ့ကဲဘလို့လောက်ရမလဲမသိဘူးဆိုတော့အောင်သစ်လွင်မှာဈေးတွေတော့ဝယ်ဈေးကိုတိတ်ချာတုတ်အိမ်ကိုတိတ်ချာရွှိုင်းပြီးမှမနဲ့ကိုပြန်ရောက်လိုက်ရတာကိုလက်ထက်ပတ်စံအိုက်သွားတဲ့အချိန်နဲ့ပြင်ရဆင်ရတာနဲ့ဒါပါပဲမမြတ်ပါဘူးငါမောင်ရဲ့မောင်နှမချင်းမပြောပဲနေပါမလားမင်းကလည်းထမင်းစားတော့အမထမင်းဖူးလိုက်မယ်နော်လာလာဘာကျမတို့စီကနေ1500နဲ့ဝယ်သွားတဲ့အိမ်ကိုထက်ဝက်အမြက်တင်ပြီး2500နဲ့ရောင်းလိုက်တာကိုရှင်ကထမင်းစားပြီးပြန်လာတယ်ပေါ့အော်ကျင်းနေရပါဟလား မင်းရတယ်ကွာငါမှမဟုတ်တာလို့လည်းမဟုတ်ပါဘူးကွာငါတို့ပတ်စံလိုရဆိုလို့သူကူညီတာကွာမတရားလုပ်တာမဟုတ်တာ ထက်ဝက်မြက်သွားတယ်လေအဲ့ဒါကိုညီတာပေါ့အဲ့ဒါကိုညီတာပေါ့ မဟုတ်လား ဘာမဟုတ်လားလေကျမတို့အဲ့ဒါစားလို့တော့လေ ဟမ် တိတ်ကားတော့မထားတော့အမရပြန်မဲ့ရောင်းရတော့မယ်ကျွန်တော်လုပ်ငန်းထဲမှာထည့်ကြငွေကလိုးနေတာအမရ ပြန်ရောက်မယ်ဆိုရင်ဒီတိုင်းမရောက်နဲ့အမပြောပြအမလို့ခိုင်းရမှာဆိုလို့ငါတို့ငွေဆိုင်လေဒီမဝယ်ရောင်းပွဲစားစီကိုရောင်းလိုက်တာအေးသူ့မဆိုတော့လေငါယုံတာပေါ့မကြပါဘူးဆေးလေးတုပ်ပြီးဟိုမှာထောက်ဝက်ပြက်သားရောင်းလိုက်တယ်တော့ တော့ကွာမင်းကလည်းအဲ့ကိစ္စ ဘူပြီးသွားရမ်းတဲ့လူကပွဲစားမလေတော့တဲ့မျောလာပြီးတော့မြန်ဆေးတုပ်ပြီးမှညာ ဟုတ်မှာ အောင်တစ်လွယ်မှာအမကိုယ်တိုင်လိုက်ဝယ်ပေးမယ်ရှင်အောင်တစ်ပြန်နေတွေ့ပါလေရှင်โอเคအင်တော့စီလေးကြည့်ချင်တယ်မှာ ပြန်มาဖဲတော့ပါရှင်ဟုတ်ဒီမှာတော့အောင်တင်လင်းတို့စေးတိုင်းမှာဆိုရင် international brand တွေ local brand တွေပေါ့နော်စိတ်ကြမျိုးစုံရွေးချယ်နေရတယ်ရှင်ဟုတ်ပြီးလည်းညီမတို့ဒီစေးတွေဆိုရင်ပေါ့နော်ဒီခင်မီစေးဖြော်ဆက်ကြီးတွေနဲ့လည်းဖြော်ဆက်ပေးနေပါတယ်ရှင်ညီမဟုတ်ညီမတို့ဆိုင်မှာဆိုရင်လေညီမတို့ဒီကာနာတွေကိုပေါ့နော်ညီမတို့စိတ်ကြရွေးချယ်ခြင်းနဲ့ရောင်းနေဆိုရင်ညီမတို့ face specialty နဲ့အတူပေါ့နော်အကြံပေးပြီးတော့ရွေးချယ်တဲ့စနစ်လေးလည်းရှိပါတယ်ရှင်ညီမဟုတ် ဟာအဆူဆုံးနော်ဘယ်ကချိုချောင်ရတဲ့အိမ်ကိုစေးတုံလို့လည်းမသိပါဘူး နင့်မောင်လူလူအိမ်ကိုနင်လိုက်ဆက်ပေးနာမလား ဟုတ်တယ်လေ အေးအခုသူ့အိမ်ကိုနင်ရောင်းမှဟိုပွဲစားမှလူလဲမှမွန်းကိုရောင်းမလို့လုံနေတယ်တော့ဒီနေ့ ဘာဒီလောက်လေတဲ့ပွဲစားမစီရောင်းမှလည်းလို့ပြောထားတာ哦 အေးအဲ့ဒါဒီနေ့စရန်ချမလို့တယ် ဘာစည်ရဲသွားရှင်းမယ်ယောက်ျားလာနေရောလိုက်ခဲ့လိုက်မယ်ပါရောင်းမှလည်းလို့တော့တန်တန်မှားထားရတဲ့တဲ့ကိုဒင်းကရောင်းသေးတာအော်မပေါ့ဒီအိမ်ကိုလဲလေဒီမမိန်းမလဲသိန်းတွေကို1500နဲ့ရောင်းလိုက်တာဒီမဘယ်လောက်နဲ့ပြန်ရောင်းလိုက်တယ်ထင်တယ်လေ2500နဲ့ပြန်ရောင်းလိုက်တာတော့ လေတီပါအေးတီပါဝယ်သွားတဲ့လူကဘယ်သူများမှတ်လို့လဲရန်ကုန်ကငါညမငါတော့လေထီပြူဖက်နှစ်ပါးနဲ့ရှာလိုက်ရတာမြေခွက်ကို तू ကတော့ငါ့ကိုမဘိုးပေးရမှာကြောက်လို့လေပိုင်ရှင်နဲ့ဓာတ်ရိုက်ချိတ်ပြီးတော့ကွက်ကြော်ရိုက်သွားတာ ဟဲ့ညီမချင်းကိုအကျင့်မကောင်းလိုက်တာနော် လေပြောမနေနဲ့ ဘာကိုကွက်ကြော်ရိုက်တာဟမ်ဘယ်နာကွက်ကြော်ရိုက်တာသိန်း2500တန်တဲ့အိမ်2800တင်ပြီးရောက်တော့ဘာတူလဲပြောအဲ့ကြားပွဲကလိုချင်သေးတယ်ရပါလိမ့်မယ်အာကြီးကြီး ဩတင်ရမှာပေါ့ညီရမှာငါ့ကိုပွဲကမပေးချင်မဲနဲ့အဲ့လောက်တော့တင်ထားမှာငါ ဘာကိစ္စပေးရမှာလဲညီမတွေမဟုတ်ဘူးလားဟမ်ကိုညီရမှာမဟုတ်ဘူး ကဲဒီလာဖြစ်သွားပါကိုလူရေကျမကိုရောင်းပေးတော့ကျေးဇူးတင်တယ် ရပါတယ် ကျမလည်းမဟုတ်တာမလုပ်ဘူးပေါက်သေးပဲလေ ဒီလိုပဲရောင်းပါစေဟုတ်ကဲ့ လူဒီမိန်းမလဲသိန်းတွေစီမရောင်းမနဲ့လို့နင့်အတန်မှားထားတဲ့တန်းနဲ့အားလို့ခံရမှာစိုးလို့နင့်ကိုပြောနေလေ ကြိုက်သေးပြီးလို့ရောင်းတာလေဘာဖြစ်လို့1500ရတဲ့အမွေးဆိုင်ကို1400ရတယ်ဆိုပြီးလူတွေကြားတဲ့အမားနဲ့မပတ်သက်ချင်လို့အခုများရောင်းတာဗျာဘာဖြစ်တော့ဗျာ အဲ့တော့1400ပဲပေးလို့ပါမောင်လေး အမလေးငါတို့ကလည်းပွပွလင်းလင်းမြတပဲမဟုတ်တာမလုပ်ဘူးငါတို့ကတော့ဒီလောက်ဝယ်တယ်ဒီလောက်ရောင်းတယ်ဘာပြောချင်အောင်ပြောစမ်းနေရ အောင်မြတ်တာဘာကိုပွင့်လင်းတာနော်ဘောင်းနမအရင်ချင်းကိုရိုက်စားလို့တော့တာလေ ဘာရိုက်စားလို့တယ်လဲနေနှုတ်ကြိုက်လို့ထောင်ရရနေရောက်တာဟော
1400နဲ့ရောင်းတယ်လို့ကလိန်သေးဘူးပြောပါဦးသူများမောင်မှာကြားတယ်ကဲတရံချပြီ ချမယ်မ လူလူဆွဲအောင်ထွက်ခဲ့ငါသမီးကိုလက်ဖွဲ့ထားတဲ့အိမ်ကိုများမင်းရောင်းလေပါလေတဲ့ဘာအောင်လို့မင်းဂျားတွေကပွဲသားကအချိုးချောင်းရကျင်တဲ့တွေလဲတတိထားနော်စယံချရင်စယံချရလူရှုံးဝယ်ရင်ဝယ်ကြည့်နော်ဝယ်တဲ့လူလည်းရှုံးမယ် မင်္ဂလာပါရှင်အိမ်တုပ်ဆေးပြီးရင်အောင်တက်လွင်ရဲ့ဆိုင်အမှတ်1ကိုဖားကတ်မြို့မှာဖွင့်လှစ်ထားပြီးတော့ဆိုင်အမှတ်2ကိုမန္တလေးမြို့69လမ်း130နဲ့131ကြားမှာဖွင့်လှစ်ထားပါတယ်ရှင်ဆိုင်အမှတ်3ကိုတော့အမှတ်608 3ရက်ကွက်ဘုံမူဘာထူလမ်းမပေါ်46လမ်းစုံအနီးဈေးလေးမှတ်တိုင်အရှိတကုံမြို့နယ်ရန်ကုန်မြို့မှာဖွင့်လှစ်ထားပြီးတော့ဆိုင်အမှတ်4ကိုမန္တလေးမြို့130မနော်ဟရီလမ်း46လမ်းနဲ့49ကြားမှာဖွင့်လှစ်ထားပါတယ်ရှင်ဆိုင်အမှတ်5လေးကိုတော့မန္တလေးမြို့62လမ်း111လမ်းနဲ့112ကြားမှာဖွင့်လှစ်ထားပါတယ်ရှင်